အားလုံးအံ့အားသင့်သွားစေမယ့်ချစ်သူတလေးကိုရှာပြလာတဲ့ဂျိုရှူဝါပန်မုံရီကိုမဟုတ်ဘဲနဲ့သူနဲ့အမှန်တကယ်တွဲနေတဲ့ချင်းမချောချောလေးကိုထုတ်ပြခဲ့တာကတော့ UFC Fighter ဂျိုရှူဝါပန်ပါ UFC Fighter ဂျိုရှူဝါပန်ချစ်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီးအမေရိကန်နိုင်ငံမှာနေထိုင်ခဲ့သူပါအမေရိကန်မှာပြောင်းရွှေ့နေထိုင်သူဖြစ်လာပြီး UFC Fighter အဖြစ်နာမည်ကြီးလာခဲ့ပါတယ်အခုဆိုရင်တော့ဂျိုရှူဝါပန်ဟာ UFC Flyweight Champion ဆုကိုလည်းစိန်ခေါ်ခွင့်ရထားတာပါချာပီယံပန်ဟာတန်းကျဲတည်းဖြစ်မဲ့အခြေအနေရှိနေတာဖြစ်ပါတယ်ဒီလိုအောင်မြင်မှုတွေကိုရရှိထားတဲ့ပန်ကသူ့သဘောကြားရင်မြန်မာမင်းသမီးဟာမွေးကိုဖြစ်တဲ့အကြောင်းပြောခဲ့ပြီးတော့သူတို့မျိုးရဲ့ချစ်ရေးကိုအားလုံးကစိတ်ဝင်စားခဲ့ကြပါတယ်ဒါပေမဲ့အခုခါမှာတော့ပန်ကသူ့ရဲ့ချစ်သူမိန်းကလေးကိုထုတ်ပြလာခဲ့ပါတယ်သူ့ရဲ့ချစ်သူကလည်းချစ်တိုင်းသူလေးဖြစ်ပြီးတော့အမေရိကန်မှာနေထိုင်သူပါအသက်အရွယ်ကလည်းမတိမ်မီမဲကွာခြားတဲ့ပြင်ချောမောလာပသူလေးဖြစ်နေခဲ့ပါတယ်ပန်ကမွေးကိုရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီးသဘောကျတာဖြစ်ပြီးသူ့မှာတည်တံ့ချရတဲ့သူရှိကြောင်းပရိသတ်တွေကိုအသိပေးလာတာဖြစ်ပါတယ်ပရိသတ်တရားရောပန်ရဲ့ချစ်သူလေးကိုဘလို့မြင်လဲဆိုတာပြောသွားပြီးခဲ့ပါအောင်ရှင်။အားပေးနာဆင်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်